အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ free reading ထားတဲ့ YouTube channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီရက်ပိုင်းပေါ့နော်အလုပ်လေးနည်းနည်းရှုပ်နေတာနဲ့ video လေးမရိုက်ဖြစ်ဘူးတရားနဲ့ပတ်သက်တဲ့ reading လေးမလုပ်ဖြစ်ဘူးအဲ့တော့ကျွန်တော် channel ကိုစောင့်ကြည့်ပေးနေကြတဲ့လူတွေနဲ့ကျွန်တော်နဲ့နည်းနည်းအလံဝေးသွားတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ပုံမှန်ဖတ်နေကြ reading မျိုးမဟုတ်တော့ဘဲနဲ့ဒီနေ့မှာပါလေးပြပြပေးခြင်းလဲဆိုတော့ tarot card တွေနဲ့လူတော်တော်များများလိုချင်နေတဲ့အရာဖြစ်တဲ့အိမ်ပိုင်ကားပိုင်စီမဲ့ရရလေးပေါ့နော်ဒါလေးကို tarot card လေးနဲ့လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဘာကြောင့်ကျွန်တော်ဒါကိုလုပ်လဲဆိုတော့ကျွန်တော်စီမှာ tarot လာမေးနေရလို့တယောက်ရှိတယ်သူကကားရဖို့ရှိတယ်ပေါ့နော်ကားနဲ့ပတ်သက်ပြီးအခက်အခဲဖြစ်နေတယ်ရဖို့အဲ့ဒါကျွန်တော်အဲ့မှာကက်လေးချိုးပြီးတော့ရရလေးပေးလိုက်တယ်အဆင်ပြေသွားတယ်လို့ပြောပါတယ်အဲ့ဒါကြောင့်မလို့လူတော်များများလည်းခုနေမှာတိုင်းလိုက်ခက်ခဲနေကြတယ်ဒီအတွက်ကြောင့်မလို့ပေါ့နော်တနောင်းတနေရာကနေအထောက်ပံ့ဖြစ်ပါစေခြင်းအကျိုးအနေနဲ့ဖြစ်ပါစေခြင်းအနေနဲ့ပေါ့နော်ကရကလေးနဲ့ reading ဖတ်ပေးတော့မှလောက်ရမယ့်ရရနီးကိုပြပြပေးတော့မှဖြစ်ပါတယ်ကျွန်တော်ကတော့ကတ်တွေကိုကျွန်တော်တို့ဒီ3ကတ်ကျွန်တော်ချိုးလိုက်မယ်ပေါ့နော်3ကတ်ချိုးလိုက်မယ်ဘာ3ကတ်ဆိုမှပို့ပြီးတော့တိကျတဲ့လမ်းညွှန်ချက်မျိုးရတယ်လို့ကျွန်တော်ခံစားရတယ်ဒါကြောင့်3ကတ်ချိုးလိုက်မယ်ဒါကတော့ over in ပိုင်းအများဆုံးရစီမယ်ရရပေါ့နော်ဆိုတော့ over in မှာရခြင်းကျွန်တော်တို့ဘာလုပ်သင့်လဲဆိုတော့ကတ်ထဲမှာကြားရဲ့နမိတ်တွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ရေဓာတ်နဲ့လေဓာတ်မီးဓာတ်ဒီသုံးခုကိုစားသေးတဲ့ကတ်တွေကိုတွေ့ရပါတယ်ဆိုတော့ကျွန်တော်ကတော့ရေဓာတ်နဲ့ပတ်သက်တဲ့ကုသိုလ်လေးတွေပြုမယ်နောက်လေဓာတ်နဲ့ပတ်သက်တဲ့ကုသိုလ်လေးတွေပြုမယ်နောက်ပြီးလို့ရှိရင်မီးဓာတ်နဲ့ပတ်သက်တဲ့ကုသိုလ်လေးတွေပြုမယ်ပေါ့နော်ပြုပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီဩဘာအိမ်ပန်ရဖို့အတွက်ဆုတောင်းမယ်ဆိုတော့ရှည်ရှည်ဝေးတွေသိပြီးတော့ကျွန်တော်တို့စဉ်းစားနေကြမလို့ပါဘူးပထမဆုံးရေဓာတ်နဲ့ပတ်သက်တဲ့ကုသိုလ်ကိုပဲကျွန်တော်တို့စဉ်းစားကြည့်ရအောင်ကတ်တွေနဲ့ပတ်သက်ပြီးပေါ့နော်ဘယ်လိုကုသိုလ်မျိုးဖြစ်မလဲဆိုတော့ဒီထဲမှာတော့ခွက်ကိုလုံးကတ်ပေါ့နော်ခွက်ကိုလုံးကတ်ကိုကြားတယ်ခွက်ကိုလုံးကတ်ကြားရတဲ့ကြောင့်မလို့ကျွန်တော်တို့ရေနဲ့ပတ်သက်တဲ့ကုသိုလ်ရေတံဘူးကိုဘူးလှူတာမျိုးဒီဘက်မှာရေတံဘူးကိုဘူးလှူတာမျိုးလုပ်မယ်ဒါမှမဟုတ်လို့ရှင်လဲလူလက်ကူစဉ်းစားမယ်ဆိုရင်ဘောရီညောင်းမယ်မှာရေကိုးခွက်လောင်းလှူပြီးတော့ဆူတောင်းမယ်ဟုတ်ပြီနော်ရေကိုးခွက်လောင်းပြီးဆူတောင်းမယ်ဒီလိုမျိုးဆိုလဲဥပမာရင်ပဲရနိုင်တဲ့အနေထားမျိုးမှာရှိတယ်ကုသကံကောင်းနိုင်တယ်ပေါ့နော်နောက်တော့ဒီလီတဲ့နဲ့ပတ်သက်တဲ့ကုသကံလည်းကျွန်တော်တို့ရှေ့ရှေ့ဝေးစဉ်းစားနေကြမလို့ကွန်းတို့ဘာလို့လူမမဟုတ်ဘူးဟိုရဟန်းတန်ဃာလေးကိုတန်ဃာတော်ရက်တောင်ပေါ့နော်ရက်တောင်နေလူမယ်ဒါဆိုရင်လေဒီဩဘာရင်ပါအများဆုံးရစေနိုင်တဲ့သဘောတရားကိုတွေ့ရတယ်နောက်ပြီးတော့ဒီကတ်နမိတ်ရကတ်ကိုတန်းပြောမယ်ဆိုလို့ရှင်ဒီဘယ်လိုကောင်းလဲဟင်းချက်တဲ့ဓာတ်တို့ဘာလို့လူလို့ရှိရင်လင်းနေမြန်အကျိုးပေးတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဆိုတော့ဓာတ်ဆိုတဲ့နေရာမှာလည်းဓာတ်ကောင်းတဲ့နေရာမှာသုံးပါပေါ့နော်ဥပမာဘုန်းကြီးကျောင်းတို့ဘာလို့မှာဒီစမ်းချက်တဲ့နေရာမှာလိုအပ်နေတဲ့ဓာတ်တို့ဘာလို့ဒါတွေလှူရမယ်ပေါ့နော်အဲ့လိုမျိုးဆိုလည်းမြန်ဆန်ဆန်အကျိုးပေးတတ်တဲ့သဘောတရားကိုတွေ့ရတယ်နောက်မီးဓာတ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒီကံနမိတ်ရခံစားမိတဲ့ energy ရဆိုလို့ရှိရင်ဒီရှင်ဘီရင်တွေပေါ့နော်ရှင်ဘီရင်တွေတည်ခဲ့တဲ့ရှေးအောင်ဖျားတွေမှာဒီဖျောင်းတိုင်းလှူတာမျိုးလျှက်စစ်မီးနဲ့ပတ်သက်တဲ့အရာမျိုးတွေလှူတာမျိုးဒါမျိုးလေးတွေလှူသင့်တယ်ပေါ့နော်ဒီကုသိုလ်လေးတွေလုပ်မှဆိုလို့ရှိရင်ဒီအိုးပါအိမ်မှာအများဆုံးရနိုင်တယ်ကိုကဒီတိုက်ခန်းတွေမှာငားပြီးနေနေရဆိုလို့ရှိရင်အဲ့နေထားနေပြီးတော့အလင်းမြန်လွတ်မြောက်နိုင်တယ်ပေါ့နော်လွတ်မြောက်နိုင်တယ်ဒါကတော့လွတ်မြောက်နိုင်ပြီးတော့ဒီဥပမာရင်ပါအများဆုံးရရှိစေနိုင်တဲ့ကုသိုလ်ကောင်းမှုရတရားလေးတွေပဲဖြစ်ပါတယ်ဆိုတော့ဒါတော့ဒီဥပမာရင်ပါနဲ့ပတ်သက်ပြီးပေါ့နော်နောက်တစ်ခါဒီကားတွေပါအများဆုံးရနိုင်အောင်ထဲတော့နမိတ်ရကြည့်မယ်ပေါ့နော်ဘလို့ဒီအမျိုးလေးလှုပ်လို့ရှိရင်လင်းနေများကြိုးပေးနိုင်လဲဆိုတော့ကြည့်မယ်ခုနတိုင်းမှာ3ကပ်ပဲရွေးလိုက်မယ်စ
ဆိုတော့ဒါလူတော်များနဲ့ကြိုက်မယ်လို့ကျွန်တော်ထင်တယ်အဲဆိုဒီဗီဒီယိုမရိုက်ခင်မှာတည်းကသစ္စာတွေပဲယူထားပြီးသားလေဒီဗီဒီယိုကြည့်ပြီးတော့ live လုပ်တဲ့လူတွေအားလုံးအလင်းမြန်ချိုးပေးပါစေဆိုပြီးတော့ကျွန်တော်သစ္စာဆိုတာရဲ့အဲဒါကြောင့်မလို့တော်များများနဲ့အချိုးပေးမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဒီမှာလေခုနအတိုင်းပဲကျွန်တော်တို့ကြည့်ကြမယ်ဆိုရင်ဒီကားတွေပါတယ်ပြန်ဆုံးရဖို့ပေါ့နော်ဒီမှာဘာလို့တော့ပြီးခံစားမိလဲဆိုတော့မြေဓာတ်နဲ့ပတ်သက်တဲ့အရာပထဝီဓာတ်နဲ့ပတ်သက်တဲ့ကုသိုလ်မျိုးတွေပြုတင်နေပေါ့နော်ပထဝီဓာတ်နဲ့ပတ်သက်တဲ့ကုသိုလ်မျိုးတွေပြုတင်နေကားဆိုတာသူကမြေကြီးပေါ့အဲဒီမြေဓာတ်ကိုမိပြုပြီးတော့မောင်းရတဲ့အရာဆိုတော့မြေဓာတ်နဲ့ပတ်သက်တဲ့ကုသိုလ်တွေပြုမယ်ဆိုရင်ရတယ်နောက်မြေဓာတ်နဲ့ပတ်သက်တဲ့ကုသိုလ်မျိုးလေးတွေပြုတင်နေပေါ့နောက်ရေဓာတ်နဲ့ပတ်သက်တဲ့ကုသိုလ်တွေခုနအတိုင်းပဲပေါ့နော်ဒီနေရာမှာကဒီနှစ်ခုလုံးသွားပြီး energy ရတာဒီနှစ်ခုပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကုသိုလ်မျိုးလေးတွေပြုတင်နေပေါ့နော်ဒါဆိုရင်တော့ချက်ချင်းလည်းငင်းကိုလိုချင်တဲ့ကားတွေပါတယ်အများဆုံးရနိုင်တယ်ဆိုတော့ဒီကမှာဆိုရင်ဒီမှာဒီသင်္ကေတကိုတွေ့ရလို့ကြောင့်မလို့ကျွန်တော်ခံစားမိတဲ့နမိတ် energy ရဆိုလို့ရှိရင်ဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့ဒီဆေးရည်တို့အားတို့ပေါ့နော်ဒီဆိုဆေးရည်မတတ်နိုင်တဲ့လူတွေရှိတယ်ရဟန်းတန်ဃာတွေကိုဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့ဆေးရည်တွေခဏကိုယ်ထိုးတဲ့ဆေးတွေပါရင်ဆက်ရှိသေးပြီပေါ့နော်အဲဆေးရည်နဲ့ပတ်သက်တာလေးတွေလူပြီးတော့သစ္စာဆိုဆုတောင်းမယ်ပေါ့နော်ဒီဟာအရေးကြီးဆုံးပဲကိုလိုချင်တဲ့အရာတစ်ခုကိုအများဆုံးရချင်တယ်ဆိုလို့ရှိရင်ကိုကဘယ်ကုသိုလ်ကောင်းမှုပဲလုပ်ပြီးပေါ့နော်ဘယ်ရေတရားပဲလုပ်ပြီးပေါ့နော်ဒီနေ့များအကျိုးပေးဖို့ကဒီသစ္စာဆိုတာပို့ပြီးတော့ထိရောက်တယ်အဲဒါကြောင့်မလို့ဒီကိုကကားတွေပါအများဆုံးလိုချင်တယ်ဆိုလို့ရှိရင်ခုတည်ရတယ်ပေါ့နော်ရေထဲနဲ့ပတ်သက်တဲ့ကုသိုလ်ပြုရမယ်ရေထဲနဲ့ပတ်သက်တဲ့ကုသိုလ်ဆိုတဲ့နေရာမှာလေဒီမှာကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာကိုပြီးတော့ကိုစားသိပါဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့ဆေးရည်တို့အချို့ဆေးတွေပါမတတ်နိုင်ဘူးလေအားဖြည့်ဆေးတို့ပါလို့စရှိတယ်ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဆေးတွေလူပေးရမယ်ဆေးရည်တွေလူပေးရမယ်နောက်ဒီမှာကျတော့မိဓာတ်နဲ့ပတ်သက်တာကျတော့ကန်းဆက်တွေပေါ့နော်ကန်းဆက်တွေမှာတည်ထားတဲ့ဖျားတို့ဒီကုန်းကပူဘယ်လိုပြောမလဲကန်းဆက်လေးမှာတည်ထားတဲ့ဖျားလေးရှိအဲ့ဖျားလေးမှာဒီမုတ်ဦးပုံစံမျိုးလေးလှူမယ်ပေါ့နော်မုတ်ဦးပုံစံမျိုးလှူမယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီလေကားတို့ဘာလို့လှူမယ်ပေါ့နော်အဲ့လိုလှူမယ်ဆိုလို့ရှိရင်လည်းဒါချက်ချင်းလည်းငင်းကားတွေပါအများဆုံးရနိုင်တဲ့နမိတ်နောက်ဒီလျှက်စင်မီနဲ့ပတ်သက်တာမျိုးလှူမယ်ဥမာဓာတ်တိုင်တို့ဒီလျှက်စင်မီလေးတွေ့ဖို့အတွက်တိုင်နေပေါ့နော်အဲ့လိုမျိုးလေးလူပေးမယ်ဆိုလို့ရှိရင်လည်းဒါချက်ချင်းလည်းအကျိုးပေးနိုင်တဲ့ပုံနမိတ်ပုံဖြစ်ပါတယ်ကြည့်ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအနောက်ဆုံးရေတဲ့တစ်ခုကပါလဲဆိုတော့ဒီဂျိုင်းတောက်တို့ပါတော့လေမတန်မဆွမ်းတဲ့လူတွေကိုမတန်ဆွမ်းတဲ့လူတွေပေါ့နော်အဲ့ပုဂ္ဂိုလ်တွေကိုဂျိုင်းတောက်တွေလူပေးတာမျိုးဆိုလို့ရှိရင်ဒါကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေဖြစ်တဲ့ကြောင့်မလို့ချက်ချင်းလည်းငင်းအကျိုးပေးနိုင်တယ်ပြီးခုနကပြောသလိုလက်စာဆိုပြီးတော့ဆုတောင်းဒါဆိုရင်တော့ကားအများဆုံးရရှိနိုင်မယ့်ရေတရားပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောခဲ့တာတွေကအိမ်မှာဥပဒေပဲအများဆုံးရမယ့်ရေတရားရဲ့ကားအများဆုံးရမယ့်ရေတရားတွေပေါ့နော်ဒါတွေကိုကျွန်တော်ဒီနေ့မှာတရော့ကလေးချိုးပြီးတော့ပြောခဲ့တာဖြစ်ပါတယ်ကျွန်တော်အခုပြောခဲ့တဲ့ရေတရားတွေအားလုံးနဲ့မှာဒီနားထောင်နေတဲ့တွေတော့အစီအမပြေတဲ့အရာတွေပါသွားလို့ရှိရင်လည်းကြိုပြီးတော့တောင်းပါအစီအမပြေအရာတွေပါသွားလို့ရှိရင်လည်းကျွန်တော်တောင်းမှန်ပါတယ်ပေါ့နော်နောက်ပြီးတော့ဒီရေတရားတွေကိုကျွန်တော်ကတော့အများဆုံးလုပ်စီခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုရိုက်တဲ့အချိန်မှာတည်းကသစ္စာအဓိဋ္ဌာန်ပြုပြီးတော့ရိုက်ခဲ့ရပါတော့။ဒီဟာကိုကြည့်ပြီးတော့ live လုပ်တဲ့လူတွေအားလုံးချက်ချင်းလည်းငယ်အကျိုးပေးပါစေဆိုပြီးသစ္စာဆိုပြီးတော့လုပ်တာရိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးယုံကြည်နေလို့စီခြင်းပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုသစ်လေးမှာပြန်တွေ့ပါမယ်။